လူကြီးမင်းများအားလုံးမင်္ဂလာပါရှင်ကျမတို့ Cherry Express မှာနောက်ထပ်အမေးများတဲ့မေးခွန်းလေးပေါ့နော်ပစ္စည်းကပေါင်းချိန်ပေးလို့ရလားလို့မေးတဲ့လူကြီးမင်းတွေလည်းအများကြီးရှိပါတယ်ရှင်ဒီပေါင်းချိန်ပေးတာကတော့လေကျမတို့ပေါင်းချိန်ပေးပါတယ်ဒါပေမဲ့ဘလို့အခြေအနေမျိုးမှာပေါင်းချိန်ပေးရလဲဆိုတော့ပေါ့နော်တချို့လူကြီးမင်းတွေကလည်းဒီဆိုင်တစ်ဆိုင်နဲ့ရပဲအများကြီးမာတယ်ပေါ့နော်တချို့လူကြီးမင်းတွေကကြောက်လဲဒီတစ်ဆိုင်စီရတော့ပေါ့ဆိုင်အများကြီးကနေနည်းနည်းစီပဲမာတဲ့လူကြီးမင်းတွေလည်းရှိပါတယ်အခါကြတော့ပေါ့နော်ဒီဆိုင်တစ်ဆိုင်ကနေမာတဲ့ပစ္စည်းအထုပ်ကပေါ့နော် 2kg နဲ့အထက်ဆိုလို့ရှိရင်ပဲကျမတို့ကပေါင်းချိန်ပေးတာပေါ့နော်ဥပမာကျမဝယ်ထားတဲ့ပစ္စည်းတစ်ထုပ်ပေါ့နော်အခါကြတော့ဒီတစ်ထုပ်ကလည်း 2kg ရှိတယ်ပြီးတော့ဒီတစ်ထုပ်ကလည်း 2kg ရှိတယ်ဆိုလို့ရှိရင်တော့ကျမတို့ကဒီနှစ်ထုပ်လုံးပေါ့ဆိုင်မတူပေမဲ့လည်းဒီနှစ်ထုပ်လုံးကိုပေါင်းပြီးတော့ချိန်ပေးတယ်ပေါ့နော်ဆိုင်မတူဘဲနဲ့ဒီပစ္စည်းအထုပ်ကလည်းဒီ 0.5kg ပဲရှိတယ်နောက်တစ်ထုပ်ကလည်း 0.5kg ပဲရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျမတို့ကပေါင်းမချိန်ပေးပါဘူးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်